ငလင်ဘေးအတွက်လူတဲ့နေရာမှာစနစ်တကျမလူပဲခရက်ထားနေတဲ့သူတွေကိုတက်ခွဲပြလိုက်တဲ့အေးတင်ကိုပရိသတ်များရှင်ငလင်ဘေးကြောင့်ပျက်စီးဆုံးရှုံးမှုတွေများသွားတဲ့အတွက်လူအများအနေနဲ့လည်းတက်နိုင်တာတွေလုပ်ပေးနေကြတာပါအလူရှင်တွေကလည်းတက်နိုင်တဲ့လောက်လှူပေးနေကြတယ်ဆိုပေမဲ့လူတဲ့နေရာမှာစနစ်တကျမရှိပဲခရက်တွေထားနေကြတာပါအလူငွေသိန်းတောင်းချီကင်ထားတဲ့ခိုင်နှင်းဝေလိုပရာဟိတသမားအနေနဲ့တော့ဒီစနစ်ကြောင့်မစီစဉ်ပေးနိုင်တဲ့အတွက်တော်တော်များများကစိတ်ပြတ်နေကြတာဖြစ်ပါတယ်ဒါပေမဲ့အေးတင်ကိုကတော့ထက်မြက်တဲ့မျိုးသမီးတစ်ယောက်အနေနဲ့ငလင်ဘေးပြန်လည်ထူထောင်ရေးအတွက်နီးစနစ်ကြနာနဲ့ကိုလှုပ်လာခဲ့တာပါငလင်ဘေးကြောင့်နေအိမ်တွေဆွန့်ခွာလိုက်ရတဲ့သူတွေကအခုချိန်ထိကိုနေစရာမရှိပဲလမ်းဘေးမှာရှောင်တိန်နေရတာပါနေအိမ်ပြန်ရအောင်လှူပေးကြတဲ့သူတွေအနေနဲ့ကလည်းတယောက်ကိုအိမ်တစ်လုံးဖြစ်မြောက်မြောက်ကူညီပေးတာမျိုးမဟုတ်ပဲဖြန့်ကျက်လှူနီးနဲ့သာလှူပေးနေတာကြောင့်အဆင်မပြေဖြစ်နေရတာပါဒါအပြင်တချို့ကလည်းအိမ်ကိုရှင်းရဖို့အတွက်ပတ်စံကကုံသွားလို့အိမ်ပြန်မဆောင်နိုင်ကြပါဘူးအခုလိုဒုက္ခတွေကိုရှင်းဆိုင်နေရတဲ့အတွက်အေးတင်ကိုကကိုထူကိုထစတင်ကူညီခဲ့ပါတယ်ငလင်းကြောင့်မလို့အိမ်တစ်လုံးကပြိုကျနေတဲ့အတွက်ပြိုကျနေတဲ့အိမ်ကိုအရင်ဆုံးရှင်းလင်းရမှာပါဒါကြောင့်မလို့အိမ်ကိုဖြိုချခြင်းတဲ့သူတွေကိုအေးတင်ကိုသူမရဲ့ကိုပိုင်ဘက်ဖိုးတွေနဲ့ဖြိုချကရှင်းလင်းပေးခဲ့ပါတယ်အိမ်ကိုလည်းရှင်းလင်းပေးလိုက်တဲ့ပြင်အိမ်ပြန်ဆောက်ဖို့အတွက်ပါအေးတင်ကိုကလူဒန်းပေးတာပါတမိသားစုလုံးအတွက်လုံခြုံနေတဲ့အင်္ဂလိပ်ဖြစ်နေလို့ရအောင်ထရန်ကအင်္ဂလိပ်ကိုစောက်ပြီးထားတာပါထရန်ကအိမ်လေးဆိုပြီးမြခိုင်ခန့်အောင်လုပ်ပြီးထားတဲ့အိမ်လေးဖြစ်ပါတယ်အိမ်ရဲ့အောက်ခြေကိုတမန်တနင်းလေးခင်းပေးထားပါတယ်ဒါအပြင်အောက်ဖရင်ကိုလည်းတစ်သားနဲ့တေချာစောက်ပေးထားတာပါအပေါ်ပိုင်းကိုသာထရန်နဲ့စောက်ပေးထားတာဖြစ်ပြီးခေါင်မိုးကိုတွတ်နဲ့မိုးပေးထားတာဖြစ်ပါတယ်နေထိုင်လို့အဆင်ပြေမဲ့ထရန်အင်္ဂလိပ်တစ်လုံးကို65သိန်းကျော်အကုန်ကြခံပြီးစောက်ပေးထားတာဖြစ်ပါတယ်အိမ်စောက်ပြီးပြီဆိုတာနဲ့လိုအပ်တဲ့မိသားစုကိုတခါနဲ့လှူပေးလိုက်တာပါထရန်အိမ်လေးဖြစ်ပြီးမဲ့မိုးလုံတလို့လှေလဲလုံပါတယ်ဒါအပြင်အမြန်အဆန်နဲ့နေထိုင်နိုင်တာကြောင့်ပြန်လည်ထူထောင်ရေးအတွက်လူပေးတဲ့နေရာမှာအတော်လေးကိုအဆင်ပြေတာပါအေးတင်ကိုရဲ့စိတ်ကူးကိုအလူရှင်တွေကလည်းသဘောကျတဲ့အတွက်အလူရှင်တွေကလည်းအေးတင်ကိုရဲ့အလူမှာပါဝင်ပြီးလှူဒန်းပေးကြပါတယ်ဒါကြောင့်မလို့အလူရှင်တွေကငွေလူပေးပြီးအေးတင်ကိုကဥဆောင်ပြီးစောက်ကလှုပ်ပြီးလှူဒန်းနေတာဖြစ်ပါတယ်အခုဆိုရင်အလူရှင်တွေကထိရောက်တဲ့နီလန်ကြောင့်တအိမ်ပြီးတအိမ်လှူဒန်းပေးလို့နေပါပြီအေတင်ကိုကသူ့ရဲ့လက်သမားတွေနဲ့ကိုယ်တိုင်စောက်ခိုင်းနေတာဖြစ်ပြီးဦးစီးနေတာပါအခုလိုလိုက်လုပ်ပေးနေရတဲ့အတွက်အေတင်ကိုကအိမ်အောင်မပြန်နိုင်ပါဘူးငလင်ဘေးတင်ဒေတာတွေမှာသာနေထိုင်ပြီးလှုပ်เสียရှိတာတွေလုပ်ပေးနေတာပါအေတင်ကိုကအလှပအရန်ကြိုက်တဲ့မျိုးသမီးတစ်ယောက်ပါလက်သေးဆိုလဲအရှိထားကသူ့ကိုသူလှအောင်သာနေထိုင်တတ်တာပါဒါပေမဲ့လက်ရှိမှာတော့လှအောင်မနေထိုင်နိုင်တော့ပဲပြန်လဲထူထောင်ရေးတွေမှာကူးလုပ်ပေးနေတာပါအစားတောက်ဆိုတဲ့လဲဖြစ်သလိုစားတာပြန်လဲထူထောင်ရေးအတွက်အမြန်ဆုံးကူညီနိုင်အောင်ကြိုးစားပေးနေတာပါငလင်ဘေးပြန်လဲထူထောင်ရေးအတွက်ထိရောက်ဆုံးနီးလန်းနဲ့လူဒန်းပေးတဲ့အေတင်ကိုပေါ့ပရိသတ်တို့ရဲ့အမြင်ကိုပြောပြပေးခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်နောက်ထပ်လည်းအမှုပညာဆိုင်ရာအကြောင်းအရာတွေနဲ့တူလက်တလောဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်